ဒီဖြစ်ရပ်ကို2019ခုနှစ်မှာထိုင်းနိုင်ငံဘန်ကောက်ဘက်မှာလှုပ်သွားလှုပ်တဲ့မြန်မာလူသမားတယောက်ကပြောခဲ့တာပါသူ့နာမည်ကကိုနေမျိုးသူကထက်မြင့်အပားမန်တစ်ခုမှာခန်းကားနေခဲ့တယ်ခန်းနံပါတ်က300ခုခန်းကဈေးလဲရမ်းတက်တာလေအခြားခန်းတွေမှာတစ်လ4000ဘတ်လောက်ရှိရမယ်အဲ့ဒီခန်းက2000ဘတ်ပဲသူလဲမစင်းစားပဲငှားလိုက်တယ်ဒါပေမဲ့ပထမနေ့ညမှာရင်အဲ့ဒီခန်းကပုံမှန်မဟုတ်တာတွေစဖြစ်လာတယ်ညတနာရီလောက်မှာသူအိတ်နေတော့ရေချိုးကန်းတွေကရေစီးတယ်ကြားလာတယ်ကိုနေမျိုးဟုတ်ပြီဒီဘယ်လိုခွန်ထားရလဲလို့သူထဲမှာဆင်းသွားတယ်သူထားပြီးရေချိုးကန်းတွေကဖွင့်ကြည့်လိုက်တော့ရေချိုးတဲ့ကလုတ်ကလည်းပိတ်ထားတယ်ရေမစီးဘူးသူထင်ထားတာရေပိုက်ရဲ့ပြဿနာလို့ဖြစ်မယ်လို့ဒါနဲ့သူပြန်ဦးလိုက်တယ်ဒါပေမဲ့10မိနစ်လောက်ကြာတော့တကားကိုတယောက်ယောက်ခောက်နေတယ်လို့လုံးလုံးနဲ့သူထားပြီးဘယ်လိုလဲလို့မေးလိုက်တယ်ဖြေတော့မရှိဘူးတကားဖွင့်ကြည့်တော့လမ်းကြားမှာဘူးမှရှိဘူးဒီလိုနဲ့နောက်နေ့ညမှာဖြစ်ကပိုဆိုးလာတယ်ည2 နာရီလောက်မှာသူဖုန်းဟာလိုဗီဒီယိုကောစလုပ်သွားတယ်သူဖုန်းထားဖို့မနဲ့နိုးလာတော့ဗီဒီယိုတစ်ခုဖိနေတယ်ဗီဒီယိုဖွင့်ကြည့်လိုက်တော့ကင်မရာကခန်းတကားဘက်ကိုရိုက်နေတယ်စမှာဘာမှမရှိဘူးဒါပေမဲ့ဗီဒီယိုရဲ့စက္ကန့်30လောက်ရောက်တဲ့အချိန်မှာတကားလက်ကန်ရလိုလှုပ်လာတယ်အဲ့ဒီအချိန်မှာခန်းထဲမှာသူတယောက်တည်းပဲရှိတယ်ဗီဒီယိုဆက်ကြည့်တော့တကားဟာဖြည်းဖြည်းချင်းပွင့်လာတယ်ဒါပေမဲ့ပြင်မှာဘူးမှမရှိဘူးကိုနေမျိုးကြောက်သွားပြီးတော့ခန်းမိုင်ရှင်သွားမေးလိုက်တယ်အဲ့ဒီခါခန်းမိုင်ရှင်ကတိတ်ညံပြောတယ်မင်းနေတဲ့ခန်းတော့ကခန်းမှာရင်းကမိန်းကလေးတယောက်နေခဲ့တယ်တညသူ့ကောင်လေးနဲ့ရန်ဖြစ်ပြီးကိုယ်တက်တည်ခဲ့တယ်အဲ့ဒီနောက်ပိုင်းအဲ့ဒီခန်းမှာနေတဲ့သူတွေည7 နာရီချိန်တိုင်းရေစီးနဲ့ကြားရတယ်တကားလူကနေဖုန်းကြီးကင်မရာဖွင့်တယ်လို့ပြောကြတယ်ကိုနေမျိုးကအဲ့ဒီညမှာခန်းကနေပြောင်းဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့နောက်ဆုံးညအိတ်နေတော့ည2 နာရီတီးမှာတယောက်ရဲ့တက်ရှူတဲ့လူဘေးနားမှာကြားလိုက်ရတယ်သူမလုပ်ရဘူးဒါပေမဲ့သူနားလေးကိုဒိုးလေးတန်တစ်ခုဝင်လာတယ်ဒီခန်းကိုထားပြပါနဲ့နောက်နေ့နဲ့သူခန်းကိုချက်ချင်းထွက်သွားခဲ့တယ်ဒါပေမဲ့သူဖုန်းထဲမှာအဲ့ဒီညာဝကောဖြစ်ထားတဲ့ audio တစ်ခုရှိနေခဲ့တယ်။ audio ကိုဖွင့်ကြည့်လိုက်တော့သူအိတ်နေတဲ့အချိန်မှာမိန်းကလေးတယောက်ရဲ့တန်းနဲ့
ဒီလိုအားတယောက်နေချင်ပြောထားပါတယ်အဲ့ဒီနောက်ပိုင်းခန်းတော့ကခုံဒူးမှာငားတော့ကျေးဇူးတင်ပါတယ်